ဗုဒ္ဓဘာသာ၏အခြေခံကောင်းများဆိုတဲ့တရားဟောစဉ်လိုက်ကလေးကိုစတင်လွှင့်ပါပြီဓမ္မမိတ်ဆွေပေါင်းသူတော်ကောင်းများနဲ့လူငယ်မောင်မယ်လေးများတို့တရားလူလားကြကုန်သောဗုဒ္ဓဘာသာနှင့်သူတော်စင်အပေါင်းတို့အာယုန်တစ်ပါးကိုစိတ်မသွားဘဲနဲ့လိလာမသာနာယူကြပါလို့တတိပေးနှိုးဆော်တိုက်တွန်းလိုက်ပါတယ်ဒီနေ့မှလည်းကိုရီတရားသိမှတ်ပွားဆိုတဲ့တရားတော်ပဲဆက်လက်ပြီးတော့မှဓမ္မဒါနလုပ်ပြီးအောင်မှာဖြစ်ပါတယ်ဒီလိုဓမ္မဒါနလုပ်ပြီးနေခြင်းသည်ဓမ္မအသည့်ဓမ္မဘုဒ္ဓတွေတိုးပွားစေဖို့ဝိပဿနာအသည့်ဝိပဿနာဘုဒ္ဓတွေတိုးပွားစေဖို့ဓမ္မဒါနလုပ်ပြီးနေခြင်းဖြစ်ပါတယ်ဓမ္မမိတ်ဆွေပေါင်းသူတော်ကောင်းများကိုအထူးသဖြင့်ပြောချင်တာကဒီဘဝနဲ့ဒီခန္ဓာကိုမစွန့်ရခင်မှာအသေးမိုးခင်အသည့်တွေနောက်မချပါစေနဲ့အသေးမိုးခင်အကျင့်တွေနောက်မချပါစေနဲ့အသေးမိုးခင်ကိုယ်အကြောင်းကိုသိအောင်ကြိုးစားပါလို့ဒါသတိပေးလို့ဆိုတိုက်တွန်းနေပါတယ်။ဘာကြောင့်လဲဆိုတော့ကွေးတော့လည်းမဆန့်မီဆန်တော့လည်းမကွေးမီအမဲ့တွေကတဝင်းဝင်းအကင်းတွေကတပြိုက်ပြိုက်ထဲမှာကိုမပါသေးဘူးဆိုတာဒါအမတန်မှကံကောင်းတယ်လို့ပြောရမှာပါပဲ။ဘာလို့ကံကောင်းတာလဲဆိုတော့သာသနာကြီးနေကဲဆိုလာကဲဆိုထွန်းလင်းတောက်ပနေတဲ့အချိန်မှာမိမိတို့ဓမ္မနုဓမ္မပฏิပတ်တရားဆိုတဲ့အကျင့်မြတ်တွေကိုရှင်းခွင့်တာနေတဲ့အချိန်မို့လို့ဒါကံကောင်းတယ်လို့ပြောခြင်းဖြစ်ပါတယ်။ကိုရီဒါကုသိုလ်ကကုသိုလ်ထဲမှာဓမ္မဒါနကုသိုလ်ရဲ့ဓမ္မနုဓမ္မပฏิပတ်တရားဆိုတဲ့အကျင့်မြတ်ကုသိုလ်တွေဟာအမတန်မှဒါမြင့်မြတ်တဲ့ကုသိုလ်တွေပါပဲဒီကုသိုလ်တွေလှုပ်ခွင့်ရအောင်လို့ကိုဘဝကံကအခွင့်အလမ်းနေပေးနေတာပါဓမ္မမိတ်ဆွေများအဲ့တော့ဒီအခွင့်အလမ်းနေပေးတော့အဲ့ဒီအခွင့်အလမ်းကောင်းတွေကိုမယူဘဲနဲ့မျက်နှာလွှဲနေကြမယ်ဆိုတော့ကိုကျိုးနေလိမ့်မယ်ဓမ္မမိတ်ဆွေများနောက်တစ်ဖန်ဒီလိုခန္ဓာနဲ့ဒီကံမျိုးမရနိုင်တော့ဘူးနောက်တစ်ဖန်ဒီလိုဘဝမျိုးဒီသာသနာနဲ့တွေ့ဖို့ဆိုတာမလွယ်တော့ပါဘူးဓမ္မမိတ်ဆွေများဒါကြောင့်ထက်ကသတိပေးနှိုးဆော်တိုက်တွန်းနေခြင်းဖြစ်ပါတယ်အဲ့တော့ဒီနေ့မှလည်းဒီဆရာတော်ကြီးရဲ့ဥပမာလေးတွေကိုဒါရှင်းပြသွားမှာဖြစ်ပါတယ်ပထမဆုံးပြောသွားတာကဒါဒဏ်ရာရနေတာပေါ့နော်ဒဏ်ရာရနေတဲ့ဓာတ်ရှာမိတဲ့လူတယောက်ကိုကြည့်ရင်ဒါဘလောက်နာမယ်ဆိုတာကိုသိနိုင်တယ်ဓာတ်ရှာတဲ့လူတယောက်ကိုပေါ့နော်သိနိုင်တယ်ဒါပေမဲ့ကိုနာလားဆိုတော့ကိုမနာဘူးအဲ့ဒီလိုပဲတဲ့ဆရာတော်ကြီးကဟိုနာတာတော့သိနေတယ်ကိုကြတော့မနာဘူးအဲ့ဒီလိုပဲတရားအားထုတ်တဲ့အခါမှာလဲကိုသာနာ၍စိတ်မနာအောင်ကျင့်ရမယ်တဲ့ကိုသာနာ၍စိတ်မနာအောင်ကျင့်မယ်ဆိုတော့ကျင့်ဖို့ရန်အတွက်ဘလို့အသည့်တွေလိုလဲဆိုတော့ခုနပြောညာတပညာလေ့လာမှုတရားအားထုတ်တဲ့ပုဂ္ဂိုလ်တိုင်းဟာခန္ဓာအာယတနာဓာတ်သစ္စာပညာပရမတ်အကြောင်းကျိုးပရိစ္ဆသမုပ္ပါဆိုတဲ့ဒီတရားတွေကိုတော့မဖြစ်မနေလေ့လာမှာဖြစ်မှာဓမ္မမိတ်ဆွေများမလေ့လာလို့မရဘူးခန္ဓာအာယတနာဓာတ်သစ္စာပညာပရမတ်အကြောင်းကျိုးပရိစ္ဆသမုပ္ပါဒီတရား9ပါးကိုလည်းလေ့လာမှာဖြစ်တယ်ပြီးခဲ့တဲ့လိုက်မှာပြောသွားသလိုပေါ့တရားအားထုတ်မဲ့ပုဂ္ဂိုလ်ကနောက်ဘာတွေလို့လဲပညာကိုပိုင်အောင်သိရမယ်သမုဒိသစ္စာနဲ့ပရမတ္ထသစ္စာကိုပိုင်အောင်သိရမယ်မိမိတို့အဲ့ဒီခန္ဓာပိုင်းကိုပိုင်နိုင်မသိဘဲနဲ့ပညာနဲ့ပရမတ်သမုဒိသစ္စာနဲ့ပရမတ္ထသစ္စာဒါတွေကိုမသိဘဲနဲ့တရားအားထုတ်နေမယ်ဆိုရင်အကြောင်းကျိုးပဋိစ္စသမုပ္ပါဒီတရားတွေကိုမသိဘူးဆိုရင်လေဒါတရားအားထုတ်တဲ့ပုဂ္ဂိုလ်တွေအခက်တွေ့မှာပါပဲဘလို့ပဲလွယ်ပါတယ်ပြောအခက်ကတော့တွေ့နေတာဒါကိုနဲ့ကိုယ်ပတ်ဝန်းကျင်မှာလက်တွေ့တွေပါပဲဓမ္မမိတ်ဆွေများဒါကြောင့်မလို့ဒီဓာတ်ရှာတဲ့ဥပမာလေးကိုဆရာတော်ကြီးကရှင်းပြပေးတာဖြစ်ပါတယ်နောက်တစ်ခုကသကြီးသားများအကြောင်းရှင်းပြတယ်အဲ့သကြီးသားများဆိုတာကလည်းခုနပြောသလိုသူပေးတဲ့ဥပမာလေးကသကြီးသားများကိုနာမည်ပဲသိတာလူမသိဘူးလူမသိတော့သကြီးသားများဖမ်းလို့မရဘူးအဲ့လိုပဲတဲ့ခုအနိစ္စဒုက္ခအနတ္တလက္ခဏာကြီး၃ပါးကိုပိုင်မိမိရရှိအောင်အမိဖမ်းညင်ပေမဲ့ခန္ဓာကိုမသိလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာဖမ်းလို့မရဘူးအဲ့တော့ဒီခန္ဓာသိမှာဒီခန္ဓာကနေဒီခန္ဓာတွေကဒီလက္ခဏာတွေပေါ်တာကိုဒီခန္ဓာလက္ခဏာပေါ်တာဆိုတော့ဒီခန္ဓာမသိဘဲနဲ့ဒီလက္ခဏာဘယ်လိုလုပ်မိအောင်ဖမ်းမလဲဆရာတော်ပြောတဲ့ဆိုလိုတဲ့အဓိပ္ပာယ်ကဒါပါပဲအဲ့တော့သကြီးသားများနာမည်ပဲသိတာအခုယူဘက်ခန္ဓာဝေဒနာခန္ဓာသင်္ညေခန္ဓာသင်္ခါရခန္ဓာဝိညာဉ်ခန္ဓာဆိုတာနာမည်ပဲသိတာတကယ်အရှိတရားကိုမသိဘူးဥပမာပြောရမယ်ဆိုဟိုနာမည်ပဲသိလူမသိဘူးပေါ့အဲ့ဒီဥပမာလိုပါပဲဒါဆရာတော်ကြီးကအဲ့ဒါကိုသိအောင်လုပ်ပါတဲ့ဒါမှခန္ဓာသိမှခုနပြောတဲ့လက္ခဏာတွေကိုမိအောင်ဖမ်းလို့ရမှာနောက်တစ်ခုကဘာလဲဆိုတော့
ခင်ကြီးပေါက်လို့မလုံနဲ့ဆိုတာကမိမိတို့စိတ်ဓာတ်တွေမကြနဲ့လို့ပြောတာစိတ်ဓာတ်ကြပြီးတော့မှဟာဟိုနောက်ကိုတွန့်ဆုတ်သွားမယ်အာထုတ်ရှင်စိတ်တွေဆုတ်ယုတ်သွားမယ်ဒါမျိုးတွေမဖြစ်နဲ့တဲ့ချိုးစားပြီးအာထုတ်ပါတယ်ဆရာတော်ကြီးပုံမှန်အာထုတ်ပါတယ်ဒါကိုဥပမာလေးပေးသွားတာပဲကြီးခင်ကြီးပေါက်လို့တော့မလုံနဲ့ဆိုတာလေပြီးကြတဲ့ line မှာလည်းပြောပြီးသွားပါပြီအဲ့ဒီကနေပြီးတော့အခုပြောချင်တာကမနေ့တော့ဒါပြောသွားတဲ့ line မှာပါသွားပါပြီဓာတ်ဘူးတွေကိုရေးထည့်ရင်အေးမယ်ရင်နွေးထည့်ရင်ပူတယ်အဲ့ဒီလိုပဲခန္ဓာကြီးလည်းဓာတ်ဘူးကြီးနဲ့တူတယ်အဲ့တော့မိမိတို့ကမတရားတွေကိုမဉဏ်တွေကိုပိုင်ပိုင်နေနေရှုတတ်ပွားတတ်တဲ့ပုံကိုယ်တွေကမိမိရဲ့တဏ္ဍာမှာဘာဖြစ်နေမလဲအေးနေမှာပဲမရှုတတ်တဲ့ပုံကိုယ်တွေကြတော့ကိလေသာမိတွေလောင်နေတဲ့အတွက်ကြောင့်ပူနေမှာပဲဒါဥပမာလေးပေးသွားတာပါဆရာတော်ကြီးအဲ့တော့ဒီမဉဏ်တွေရအောင်ဖုန်ဉဏ်တွေရအောင်တနည်းအားဖြင့်ပြောမှဆိုဝိပဿနာဉာဏ်တွေရင့်တန်လာအောင်ကျူစားအားထုတ်နိုင်တဲ့ပုဂ္ဂိုလ်ဟာဒီနေ့အေးနေမှာပဲတရားအားထုတ်နေရင်လည်းအေးမှာပဲတရားအားမထုတ်လည်းအေးနေမှာပဲဒါနောက်ဘဝဒီမကူးဘူးတော့ဒီဘဝမှာပဲသောခါတော်ဓမ္မောတဏိဋ္ဌိကောအကာလိကောအိပတိကောဩပါနေကောပစတံဝရိတဘောဆိုဘုရားကတရားကုံတော်6ပေါင်းမှာဘုရားရှင်ကိုတော်မြတ်ဟောထားတာပါပဲဒါလေးတွေသိဖို့ပေါ့နော်ဒါကြောင့်ခန္ဓာလေးဓာတ်ဘူးတွေကိုရည်နွေးထည့်ရင်ပူမယ်ရေးထည့်ရင်အေးမှာပဲအဲ့ဒီလိုပဲမိမိတို့ကမိမိတဏ္ဍာမှာမဉဏ်နေဝိပဿနာဉာဏ်နေနဲ့နှလုံးသွင်းတတ်မယ်အာထုတ်တတ်မယ်ဆိုရင်အေးနေမှာပဲဒီပုဂ္ဂိုလ်ဟာအာမထုတ်တတ်ဘူးဆိုရင်ခုနပြောတဲ့မိမိရဲ့တဏ္ဍာနဲ့မှာကိလေသာမိတွေလောင်နေမှာပဲလောင်တဲ့ပုဂ္ဂိုလ်ကတော့ပူနေမှာပဲတရားအာထုတ်လဲပူမှာပဲတရားအာမထုတ်လဲပူမှာပဲဒါလေးတွေသိစေချင်တာပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့တဏှာခမောက်ဆောင်းထားလို့ဒီနေ့တရားစခန်းကိုတိုက်တွန်းတယ်တရားစခန်းကိုသွားပြီးအာထုတ်ဖို့အာမထုတ်ဘူးမအားလို့အတိမိတ်ဆွေတွေထဲမှာလည်းဒီတိုင်းမှာတရားလေးသွားပြီးတော့စခန်းဝင်ပြီးတော့အာထုတ်ကြည့်ပါသင်တန်းလေးတွေတက်ပြီးတော့မှလေ့လာကြပါကျင့်ကြံကြပါတိုက်တွန်းတယ်အရေးကြီးတယ်သာသနာနဲ့နောက်တွေ့ဖို့မလွယ်ဘူးဘလောက်ပဲပြောတိုက်တွန်းလို့မရဘူးနှိုးဆော်လို့မရဘူးစီးယုံလို့မရဘူးဒီပုဂ္ဂိုလ်တွေကဘာဖြစ်နေတာလဲတဏှာခမောက်ဆောင်းထားလို့တဏှာခမောက်ဆောင်းထားတဲ့အခါကျတဏှာခိုင်းတာကိုပဲလုပ်တာဆရာခိုင်းတာမလုပ်ချင်ဘူးသူတို့ဖယားရှင်ကိုတော်မကြီးခိုင်းတော့သူတို့မလုပ်ချင်ဘူးဘာလို့တဏှာကြတော့ငယ်ကြောက်လေဟိုးမွေးတွေကဒီတဏှာကိုကြောက်လာခဲ့ရတာဟိုတဏှာခိုင်းသမျှအကုန်လုပ်နေရတာပဲဒါကြောင့်တဏှာကြီးကြုံနေလို့ခေါ်တာပေါ့နော်အဲ့တော့တဏှာကြီးကြုံအဖြစ်ကနေရုံးထွက်နိုင်အောင်ယူသားပါဒါလေးလည်းမှားကြပါတယ်အခုကိုစီးသက်ကြည့်ပါငါတဏှာခိုင်းတာနေတိုင်းလုပ်နေရတာလားမလုပ်ပါဘူးလားစီးသက်ကြည့်ပါခုတဏှာခိုင်းတာပဲလုပ်နေရတာပဲဒါကြောင့်ဒီဆရာတော်ကြီးကဒီဥပမာလေးတွေပေးတာပေါ့တဏှာခမောက်ဆောင်းထားလို့နေပူကြေးကြေးတွေမှာပူလို့ပူမှန်းမသိဘူးပြုံနဲ့သူကဘေးကကြည့်တဲ့လူကပင်ပန်းဆင်းရဲနေတာသူ့မှာဘာမှဖြစ်ဘူးဘာလို့တဏှာခမောက်ဆောင်းထားလို့အဲ့လိုပဲဒီနေ့လောကကြီးမှာသာသနာကြီးနေခဲ့ဆိုလာခဲ့ဆိုထွန်းလင်းတောက်ပါနေတာသိပါလျက်နဲ့တရားသွားပြီးတော့မှအာထုတ်အကောင်းမှမသိဘူးတရားအာထုတ်ဖို့စီးကြုံရင်လဲမလေးစားဘူးဂရုမစိုက်ဘူးဆိုတဲ့ပုံကိုယ်တွေကဘာဆောင်းထားလို့လဲဆိုတာကိုစီသက်ကြည့်ပေါ့ဒါလေးပဲပြောကြင်ပါတယ်နော်အဲ့တော့ဒါဆရာတော်ကြီးရဲ့ဥပမာလေးတွေပါနောက်တစ်ခုကဆရာတော်ကြီးကမုတ်ဆိုးဆိုင်တင်ပေါ့တဲ့မုတ်ဆိုးဆိုင်တင်ဆိုတာမုတ်ဆိုးပေါက်စလေးကဘာလဲဆိုတော့အာထုတ်စတရားအာထုတ်တဲ့ယောဂီတွေအတွက်ဒါရည်ရွယ်ပြီးပြောတာပါစိတ်ပြက်သွားမှာဆိုလို့အဲ့တော့မုတ်ဆိုးပေါက်စလေးကမုတ်ဆိုးရဲ့အထာပဲသိမလဲခုမှမုတ်ဆိုးဖြစ်စားဆိုတော့အဲ့တော့ तू ကအမြဲတမ်းလိုက်ကြည့်နေမုတ်ဆိုးကဒီနေရာမှာဒီဆိုင်လေးဟာဒီနားဟာ तू စားနေကြနေရဒါ तू သွားနေကြနေရဒါ तू ရေတောက်တဲ့နေရဒါ तू အိတ်တဲ့နေရအဲ့လိုလိုက်ကြည့်ပါများလာတော့ဒီဆိုင်လေးရဲ့အနေထားတွေကို तू အထာကိုသိသွားပြီသိသွားတဲ့အခါကျဒီဆိုင်ကို तू ဖမ်းဖို့ရန်အတွက်ဒီဆိုင်ကိုရဖို့ရန်အတွက် तू ဖန်တီးလို့ရသွားပြီတဲ့ဘာလို့လဲအမြဲတမ်းလိုက်ကြည့်နေရတော့ तू ကမုတ်ဆိုးပေါက်စားဆိုတော့မုတ်ဆိုးရင်အရင်မာကြီးတွေကြတော့ तू ကအထာတီးပြီးသားဆိုတော့ပူစရာမလိုဘူးပေါ့ဗျာအခုတရားအားထုတ်တာလဲအားထုတ်တဲ့တက်တန်းတွေရနေတဲ့ပုံကိုယ်တွေအားထုတ်တာကြားတဲ့ပုံကိုယ်တွေကြတော့အတွေ့အကြုံတွေများထားပြီတော့ तू ကပူစရာမလိုဘူးပေါ့အခုအားထုတ်စဓမ္မမိတ်ဆွေများအတွက်ဒါရည်ရွယ်ပြီးပြောတာပါဒါဆရာတော်ကြီးရဲ့အဖြေလေးပေါ့နော်အဲ့တော့ဒါလေးတွေကိုပေါင်းစည်းပြီးတော့နောက်နေ့မှာကျွန်တော်ဒီဆရာတော်ကြီးရဲ့လမ်းညွှန်ချက်အတိုင်းပဲဆရာသမားရဲ့လမ်းညွှန်ချက်အတိုင်းကိုတတိယမသိလိုက်နာကျင့်သုံးခဲ့လို့အတွက်ကျွန်တော်ဝိပဿနာဉာဏ်တွေကိုအေးစီးတည်ကျင်စွာနဲ့ရအောင်အားထုတ်နိုင်တဲ့အကြောင်းကိုနောက်ရက်မှာဆက်လက်ပြီးတော့ဓမ္မဒါနလုပ်ပေးသွားမှာဖြစ်ပါတယ်အခုတော့ဒါအချိန်ပြည့်သွားသည့်အတွက်ကြောင့်နားကြပါစို့သာဓု